勇敢留下那面的家，路不爱也累吗？မျိုးမျိုးသောစိတ်တွေနဲ့ဘဝဖိအားတွေကြားအတင်လို့ချကြံရတွေလိုမရွယ်တွေနဲ့စားထိုးလို့လူကုန်ထန်တွေကြားမှာအသက်ရှင်ရဖို့မာယာများတဲ့လောကကြီးရဲ့စံတမှုတွေကြားမွေဆိုတဲ့လုံလုံညံ့နာချိုတွေ့